မကြသေးခင်ကနိုင်ငံတကာသတင်းတွေမှာဟိုနေ့တကြုံဖြစ်နေတဲ့အပျော်စီးသင်းမောပေါ်ကအသက်အန္တရာယ်ရှိတဲ့ virus အကြောင်းကိုကြားပြီးကြပြီကဒီနေ့မှာတော့ The Moment Island ကနေအခုလက်ရှိကမ္ဘာတစ်လွှားသတိထားစောင့်ကြည့်နေရတဲ့ Hanta virus အကြောင်းကိုမျှဝေပေးတော့မှာဖြစ်ပါတယ်။2026ခုနှစ်မီလနောက်ဆုံးရသတင်းတွေအရ MH-ODS အမည်ရပျော်စီးသင်းမောပေါ်မှာ Hanta virus အမျိုးအစားကူးစက်မှုတွေဖြစ်ပွားခဲ့ပြီးနိုင်ငံအတော်များများကိုကူးစက်ရောက်ရှိသွားခဲ့ပါတယ်။ဒီ virus ဟာပုံမှန်အားဖြင့်ကြွက်တွေရဲ့စီးမစင်နဲ့တတွေးတွေကတဆင့်ဒီရဲကိုပြန့်နှံ့ပြီးတော့လူကိုကူးစက်တာဖြစ်ပါတယ်။ဒါပေမဲ့အခုတွေ့ရတဲ့ Andes အမျိုးအစားကတော့လူအချင်းချင်းနီးကပ်စွာထိတွေ့မှုကနေတဆင့်မှာကူးစက်နိုင်တဲ့အတွက်ပိုပြီးသတိထားဖို့လိုအပ်လာတာဖြစ်ပါတယ်။လက္ခဏာတွေကတော့ကူးစက်ခံရပြီးတစ်ပတ်ကနေ10ပတ်အတွင်းမှာပြသရပါတယ်။အစောပိုင်းလက္ခဏာတွေအနေနဲ့အဖျားတက်ခြင်းကြွက်သားများနာကျင်ကြိုက်ခဲခြင်းအထူးသဖြင့်ပေါင်ခါးနဲ့ပခုံးတို့နာကျင်ကြိုက်ခဲခြင်းများဖြစ်တတ်တယ်။နောက်တစ်ခုကတော့ခေါင်းကိုက်ခြင်းနဲ့ဗိုက်အန်ခြင်းတို့ကလည်းဖြစ်လာတတ်ပါတယ်။ယောဂရင်လာပါကအဆုတ်တွင်းအရင်စုပုံမှုများလာပြီးတော့အသက်ရှူရခက်ခဲခြင်းကဲ့သို့ပြင်းထန်သောအခြေအနေထိဖြစ်လာနိုင်ပါတယ်။ဒါဆိုရင်ဘယ်လိုကာကွယ်ကုသကြမလဲ။လက်ရှိအချိန်ထိတိကျတဲ့ကုသဆေးမရှိသေးဘဲနဲ့လက္ခဏာပေါ်မူတည်ပြီးတော့အထောက်အကူပြု supportive care တာပြုလို့ရပါတယ်။အကောင်းဆုံးကာကွယ်နည်းတွေကတော့မိမိနေအိမ်နဲ့ပတ်ဝန်းကျင်မှာကြွက်မခိုအောင်နိုင်အောင်ရှင်းလင်းထားရပါမယ်။ကြွက်ချီးနဲ့ကြွက်စည်းတွေကိုတွေ့ပါကအညံ့စည်းနဲ့လဲခြင်းဖုံးဆုံးဆက်များနဲ့ဖုံးဆုံးချင်းတို့ကိုလုံးဝမလုပ်ပါနဲ့။ဒီရဲဗိုင်းရပ်စ်များပြန့်နှံ့နိုင်တော့တာဖြစ်ပါတယ်။တန်ရှင်းလုပ်မယ်ဆိုလို့ရှိရင် dish လို့ခေါ်တဲ့ချွတ်စည်းကြီးဖြန်းပြီးတော့9မိနစ်ခန့်ထားကလက်အိတ်ဆွေစက်ကူနဲ့တိချစွာတုတ်တင်ရှင်းလင်းရပါမယ်။ဒီကူးစက်မှုဟာကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါကြီးပန်ဒမစ်အသွင်ကိုဖြစ်လာနိုင်ခြေအလွန်နည်းပေမဲ့ကျူတင်သိရှိကာကွယ်ထားတာကအကောင်းဆုံးပါပဲ။ဒီဗီဒီယိုလေးကအကျိုးရှိမယ်ဆိုရင် like and share ပြုလုပ်ပြီးမမေ့နဲ့နော်။နောက်ထပ်ကျမ်းမာရေးဘူးတူတာတွေအတွက် The Moment Island YouTube channel လေးကိုလည်း subscribe ပြုလုပ်ပေးထားကြပါအောင်။အားလုံးပဲကျမ်းမာရှုံးလန်းကြပါစေ။နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်။